မာနဆိုတာလည်းကိလေသာပဲကိလေသာဆိုတာပူတာပဲစိတ်ကိုပူလောင်စေအောင်လုပ်ပေးတာကကိလေသာတရားဆိုစိတ်ကိုပူလောင်စေတာလောဘဖြစ်ရင်လည်းပူတာပဲဒေါသဖြစ်ရင်လည်းပူတာပဲမောဟဖြစ်ရင်လည်းပူတာပဲမာနဖြစ်ရင်လည်းပဲပူတာပဲမာနကြီးလို့အေးချမ်းမယ်တော့မထင်နဲ့မာနကလည်းပူတာပဲဆိုတော့အဲ့ဒီမာနနဲ့သေလို့ရှင်ဘုရားကမာနကြီးတဲ့ပုဂ္ဂိုလ်ဟာတဲ့အမျိုးဆက်နှိမ့်ကြတတ်တယ်တဲ့မာနနဲ့သေရင်ဘဝနှိမ့်ကြအစစ်နဲ့နှိမ့်သွားဟိုးဘုရားလက်ထက်ကဇတ်တော်တစ်ခုမှာအတ္တကဆိုတဲ့ရှင်ဘုရင်ကြီးတူရှိအဲ့ဒီရှင်ဘုရင်ကြီးမှာမိဖုရားကြီးတူရှိတယ်ဥပရိဆိုတဲ့မိဖုရားကြီးဒီမိဖုရားကြီးကတော်တော်ချောတာတော်တော်ချောတော့သူအလှမှန်တက်သွားတာသူကချောနေတဲ့အခါကျတော့အိုးအလှကုံတရင်ကလည်းကြောငယ်ကလည်းငယ်ဘုရင်ကြီးရဲ့မိဖုရားကောင်ကြီးဆိုတော့သူကအဲ့ဒီအလှမှန်နဲ့မြောက်ကြွပြီအဲ့ဒီမန်ကလည်းစိုးတာမာနတက်ကြီးတဲ့လူကလည်းကြီးတယ်ဆိုတဲ့မန်ရှိတာဝရမန်ဆိုတာကြီးလို့ဖြစ်တဲ့မန်အသက်ငယ်တဲ့သူကလည်းပဲယုပ္ပနမန်ဆိုတာငယ်တယ်ဆိုတဲ့ဂုံနဲ့မန်တက်တယ်ဟောလှတဲ့သူကလည်းလှတယ်ဆိုတဲ့မန်အဲ့ဒီမိဖုရားကြီးကသူလှတယ်ဆိုတဲ့အဲ့ဒီအလှမန်လေးနဲ့တက်နောက်တော့မိဖုရားကြီးကတိတ်လှနေတဲ့အချိန်မှာဆုံးသွားတာသေသွားတာမိဖုရားကြီးနတ်ရဆန်သွားတော့သူမာနကြောင့်သေသွားတာဘယ်ဘဝရောက်သွားလဲဆိုတော့လေနောက်ချီးပို့တို့ဘဝရောက်သွားမာနကတိဋ္ဌံဘဝရောက်သွားရှင်မင်းကြီးကသူ့မိဖုရားကြီးကိုတားချစ်တော့မိဖုရားကြီးသေတဲ့နောက်ပိုင်းမှာအလောင်းကိုချက်ချင်းမချသေးဘူးမိဖုရားကြီးရုပ်ကလတ်ကြီးကိုကြီးကြီးပြီးတော့သူ့မှာမစားနိုင်မစောင့်နိုင်ပူဆွေးတော့ကတွေဖြစ်ဆွဲလန်းတာဆွဲလန်းတော့ဘုကြီးမရတွေကရှင်မင်းကြီးရဲ့ဒီရာဂမီးကိုဘယ်လိုညှိရင်ကောင်းမလဲနောက်တော့ဘုရားလောင်းရှင်ရသေးကတောထဲမှာတရားအထုတ်နဲ့ရှင်ရသေးတစ်ပါးရှိတာကြားသွားတယ်အဲ့ဒီရှင်ရသေးကဘဝတွေကိုမြင်နိုင်တဲ့တကိုးရထားတာဘိညာဉ်ရထားတယ်ရှင်မင်းကြီးရသေးတစ်ပါးရှိတယ်ဘုရားလောင်းရသေးသူကတော့ရှင်မင်းကြီးရဲ့မိဖုရားကောင်ကြီးဘယ်နာရောက်တယ်ဥပရိမိဖုရားကြီးဘယ်ဘဝရောက်တယ်ဆိုတာပြောပြနိုင်တဲ့သဘောရှိတယ်ရှင်မင်းကြီးသိဆွဲလန်းနေအဲ့ဒီရှင်ရသေးသွားမေးပါလားဟာအဲ့ဒါဆိုကောင်းတယ်ငါမိဖုရားကြီးသိကျင်တာပဲရောက်နေလဲအဲ့သွားမေးတဲ့အခါကျတော့မှဘုရားလောင်းရသေးကတကိုးနဲ့ကြည့်တယ်ဘေးကြီးနဲ့ကြည့်တော့ရှင်မင်းကြီးစိတ်တော့မကောင်းဘူးရှင်မင်းကြီးရဲ့မိဖုရားကောင်ကြီးကဟိုနောက်ကြီးဖုံထဲမှာနောက်ကြီးဘိုးတို့အမကြီးဖြစ်နေတယ်နောက်ကြီးဘိုးတို့ဖြစ်သွားတယ်မဖြစ်နိုင်ဘူးဘုရားဒီလောက်ချောမောလှပါတယ်တပည့်တော်မိဖုရားကြီးဘာဖြစ်လို့ဒီဘဝရောက်သွားအကြောင်းကိုမရှိဘူးမယုံရင်ခေါ်ပေးမယ်ဆိုရင်ဘုရားလောင်းရှင်ရသေးကအဲ့ဒီမိဖုရားကောင်ကြီးတကိုးနဲ့ခေါ်တော့မိဖုရားတစ်ဖြစ်လဲဥပရိနောက်ကြီးဘိုးတို့မကြီးအဲ့ဒါတက်လာနောက်ကြီးပုံတော်ကုန်းတက်လာနောက်ကြီးပုံပေါ်တက်လာတော့မှစကားပြောကြည့်ပါဆိုတော့အတ္တကဘိညာမေးကြည့်တယ်ဥပရိမိဖုရားကြီးဟုတ်လားဟုတ်ပါတယ်ရှင်မင်းကြီးဘာဖြစ်လို့အဲ့ဒီဘဝရောက်သွားတာလဲကျွန်တော်မျိုးမှလူဘဝကမာနကြီးခဲ့လို့ဒီဘဝကိုရောက်သွားတာပါရှင်မင်းကြီးဆိုတော့ယုံသွားတာမာနကဘဝအစစ်နှိမ့်သွားတာပဲတိဋ္ဌံဘဝကိုတော့ရောက်သွားစေတာပဲပြီးတော့တခုသိကျင်တာရှိတယ်အတ္တကဘုရင်ကြီးကလူဘဝတော့ငါမိဖုရားကြီးကလည်းငါ့ကိုသိချစ်တယ်ငါကလည်းပဲမိဖုရားကြီးကိုသိချစ်တာအဲ့တော့ဟိုဘဝရောက်သွားတဲ့အခါမှာကောငါ့ကိုအရင်လိုမြန်ချစ်သေးရဲ့လားသိကျင်တာဘုရင်ကြီးကသိကျင်တော့မိဖုရားကြီးကိုမေးတယ်ဥပရိမိဖုရားတစ်ဖြစ်လဲတော့ကြီးဘုတို့မှမိဖုရားကြီးလူဘဝတော့ငါချစ်တယ်လို့ငါ့ကိုအခုဒီဘဝမှာချစ်သေးရဲ့လားဆိုတော့ဥပရိမိဖုရားကြီးတစ်ဖြစ်လဲတော့ကြီးဘုတို့မှကြီးကပြန်ပြောရှင်မင်းကြီးစိတ်တော့မကောင်းပါဘူးလူဘဝတော့ကအရှင်မင်းကြီးကိုအသက်နဲ့အမျှယင်းနှစ်သေးကြပါမှာချစ်ပေမဲ့အခုဒီဘဝရောက်တဲ့အခါဆိုရင်တော့အရှင်မင်းကြီးထဲတဲ့နောက်ကြီးပုံတွေကနောက်ကြီးပိုးတို့အထီးကိုပို့ပြီးတော့ချစ်ပါတယ်အဲ့ဒါသွားတာပဲအာသကဘေကြီးတာဝေကအရာဟာတော်ပြီငါကတော့ချစ်လိုက်ရတာနော်ဒီကချစ်လိုက်ရတာမင်းမသိပြီတချင်းဆိုအဲ့ဒါကြီးနေမှာငါကတော့ချစ်လိုက်ရတာ तू ကဟိုဘဝမှာတယောက်နဲ့ပြောနေပြီဆိုတော့တာဝေကရတရားတွေပါရပြန်သိဟောအဲ့ဒါလေးစဉ်းစားကြည့်တော့တခါလူတွေမှာအစွဲလန်းကိုကဆွဲလိုက်ရတာကိုကချစ်လိုက်ရတာကိုကတန်ဖိုးထားလိုက်ရတနည်းရောက်တော့လူတွေမှာဘာဇောရှိလဲဆိုတော့ဘဝနိကန္တိကလောဘဇောဆိုတာရှိ
ရောက်တဲ့ဘဝမှာပျော်တတ်တဲ့စိတ်ကလေးယောက်ကသားကတော့ तू ကမပျော်ဘူးတစ်ပတ်နှစ်ပတ်တစ်လလောက်နေသွားအဲ့နေရာလေးမှာအထိုင်ကျသွားမယ်အဲ့လုပ်ငန်းလေးမှာပျော်သွားတာအဲ့နေရာလေးမှာပျော်သွားတာ